ရာကကောနာကမဏမြတ်စွာဘုရားတဲ့ဘာဘုရားတဲ့လဲကောနာကမဏမြတ်စွာဘုရားသည်သောဘဝတီမြို့သောဘဝတီမြို့လေဘာမြို့လဲအဖေကရင်ညတတပုံနာတဲ့အမေကဥတ္တရာတဲ့ကောနာကမဏမြတ်စွာဘုရားရဲ့မေတော်နာမည်ကဥတ္တရာလို့ခေါ်ပါတယ်ဘုရားအလောင်းတော်ကိုအမိမဲ့တော့ကောနာကမဏလို့မဲ့ဘယ်လိုမဲ့လဲကောနာကမဏလူလင်ဟာတုတိတာပြတ္တတံတုတိတာပြတ္တတံထုဋ္ဌပြတ္တလို့ခေါ်တဲ့အဲ့ဒီပြတ္တသုံးဆောင်မှာရုရှိကတ္တလို့ခေါ်တဲ့ဇနီးအလမြက်ဖြောကျင်ရတော်နဲ့ပုံလေးမှနဲ့ကညာပြိုပေါင်း16,000နန်းရှိစိန်ကဲ့သို့ကြီးစွာသောရှိစိန်တွေခံစားပြီးတော့အဲ့ဒီရုရှိကတ္တလို့ခေါ်တဲ့ပုံလေးမှာဇနီးတွေကနေပြီးတော့သားတော်လေးတော်ခွာတယ်တတ္တဝါဟတဲ့သားတော်နာမည်ဘယ်သူလဲတတ္တဝါကသားတော်ဘွားမြင်တော်မူတဲ့နေမှာပဲကောနာကမဏမြတ်စွာဘုရားအလောင်းတော်တောထွက်တော်မူပါတယ်နမိတ်ကြီးမြင်လို့တောထွက်လို့စီးသွားတဲ့ရင်ကပြေးတိုင်းဆင်နဲ့တောထွက်သွားတာလေဘာနဲ့တောထွက်သွားဘုရားလောင်းတော်တွေတောထွက်တာတပားနဲ့တူသလားကောနာကမဏမြတ်စွာဘုရားကမြင်းနဲ့တောထွက်သွားတာမြင်းကားတဲ့ယထာနဲ့ကကုသနာမြတ်စွာဘုရားကကောနာကမဏမြတ်စွာဘုရားကရှင်ရင်ဖြင့်တောထွက်တော်မူတယ်နောက်ကပါသွားတာပြေးတိုင်းယောက်ျားပေါင်း3,000နဲ့ဘယ်လောက်ပါသွားလဲအဲ့ဒီ3,000လိုက်သွားပြီးတော့ယဟန်ပြုကြတယ်ဒုက္ခရစရိယအကျင့်မြတ်ကိုဘယ်လောက်ကျင့်တော့ဆို6လတည်းပဲကျင့်နေတယ်ဘယ်နှလားကျင့်နေတယ်လဲဒုက္ခရစရိယကျင့်မြတ်ကို6လကျင့်သုံးတော်မူပြီးတော့အဲ့ဒီသေနာပုံနာရဲ့သမီးဆက်ကလူရန်နဲ့နှုတ်ကနာဆွမ်းဖုံးမိတယ်ဒါဒီနှုတ်ကနာဆွမ်းလှူတဲ့ပုဂ္ဂိုလ်မျက်လှူတဲ့ပုဂ္ဂိုလ်ကဘုရားတိုင်းမှာရှိကိုရှိရတယ်မရှိလို့မရဘူးသူကအဲ့ဒီသေနာပုံနာရဲ့သမီးဆက်ကလူရန်နဲ့နှုတ်ကနာဆွမ်းကိုဖုံးမိတော်မူပြီးတော့ဇတတိန်နုကလိုမြည်တဲ့မယောခင်ဆောက်ဆက်ကလူရန်နဲ့မျက်ရှိစုပ်ကိုယူသွားပြီးတော့ဘေးတရေဘောဓိပင်တဲ့ဒီဘုရားကြတော့ဘောဓိပင်ကရေတဖန်းပင်နဲ့ဘာပင်နဲ့ရေတဖန်းပင်ကျဲမှာအဲ့ဒီမျက်ရှိစုကိုကျဲလဲဖြန်လိုက်ကောအတောင်20အပြန့်ကျဲတဲ့အပရာဇိတပလင်တော်ကြီးပေါ်ပြီးတော့အဲ့ဒီပေါ်မှာသရင်သုံးလို့ဘောဝိနိဝသနုဿတိညာဒိဗ္ဗစကုညာသွဲခယညာလို့ခေါ်တဲ့ပုရိအလို့ခေါ်တဲ့ဝိဇ္ဇာညာတွေကိုရပြီးတော့ဘုရားဖြစ်